ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2026လေးလပိုင်း1ရက်နေ့မှာထွက်ရှိမဲ့6ကြိမ်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထိပ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9နဲ့ထိပ်စီး9ပေါင်းခြင်း8ရဲ့ပါဝါ3ကဒီနှလုံးပေါင်းခြင်း9ကိုထိပ်စီး6ပေါင်းခြင်း3ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4နဲ့ထိပ်စီး5ပေါင်းခြင်း9ရဲ့ပါဝါ4ကဒီနှလုံးပေါင်းခြင်း6ကိုထိပ်စီး8ပေါင်းခြင်း4ဖြစ်ပါတယ်ဒီတိုင်းဆက်မှတ်အောင်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း9နဲ့ထိပ်စီး3ညာပေါင်းခြင်း9ရဲ့ပါဝါ4ကဒီနှလုံးပေါင်းခြင်း1ကိုထိပ်စီး3ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီး3ပါနောက်တနည်းနဲ့ကဒီ3လုံးပေါင်းခြင်း3ရဲ့နှက်ခတ်5ကထိပ်စီး5ဖြစ်လာပါတယ်ဒီ3လုံးပေါင်းခြင်း1ရဲ့နှက်ခတ်8ကထိပ်စီး8ဖြစ်လာပါတယ်ဒီ3လုံးပေါင်းခြင်း9ရဲ့နှက်ခတ်3ညကထိပ်စီး3ညဖြစ်လာပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်5ရဲ့နှက်ခတ်3ကထိပ်စီး3ဖြစ်လာရမှာဖြစ်ပါတယ်ထိပ်စီး3ပါအလဲထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီမှာထိပ်စီး9ရှိပါတယ်ထိပ်စီး9ရှိသလိုဒီနှလုံးပေါင်းခြင်းကိုတူညီနေပါတယ်ဒီမှာထိပ်စီး6ရှိပါတယ်ထိပ်စီး6ရှိသလိုဒီနှလုံးပေါင်းခြင်း6တူညီနေပါတယ်ဒါကြောင့်ဒီမှာထိပ်စီး9ရှိတဲ့အတွက်ဒီနှလုံးပေါင်းခြင်းလဲ9တူညီရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာ9ရှိတဲ့အတွက်6ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်6ပါနောက်တနည်းနဲ့ကဒီလေးလုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းလဲ10ဖြစ်နေပါတယ်ဒီလေးလုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်းလဲ9တူညီနေပါတယ်ဒီလေးလုံးပေါင်းခြင်း9ဖြစ်တယ်လို့နောက်ပိတ်3နဲ့ကျွန်တော်တို့ရှာထားတဲ့အလဲထိုင်6ပေါင်းခြင်း9တူညီနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရှာထားတဲ့အလဲထိုင်6ကဒီအချက်2ချက်နဲ့ကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ပိတ်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီမှာထိပ်စီးခွန်ရှိပါတယ်9ရဲ့ပါဝါ2ကဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီမှာထိပ်စီး9ရှိပါတယ်9ရဲ့ပါဝါ4ကဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီမှာထိပ်စီး6ရှိပါတယ်6ရဲ့ပါဝါ1ကဒီ3လုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒါကြောင့်ဒီမှာထိပ်စီး9ရှိတဲ့အတွက်9ရဲ့ပါဝါ3ညကဒီ3လုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်4ပါနောက်တနည်းနဲ့ကဒီ3လုံးပေါင်းခြင်း3ရဲ့နှက်ခတ်5ကဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း8ရဲ့နှက်ခတ်1ကဒီ3လုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း5ရဲ့နှက်ခတ်3ကဒီ3လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်4ပါထိပ်စီးအလဲထိုင်ပေါင်းခြင်းကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း3ရဲ့ပါဝါ8ကဒီနှလုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း9ရဲ့ပါဝါ4ကဒီနှလုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒါကြောင့်ဒီလေးလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်4ရဲ့ပါဝါ9ကဒီနှလုံးပေါင်းခြင်း9ပြရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း9ပါကျွန်တော်တို့ကထိပ်စီး3အလဲထိုင်6ယူထားတဲ့အတွက်ပေါင်းခြင်း9ကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တနည်းကဒီ3လုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း10ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း4ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်အပင်ဆက်အနေနဲ့ဒီနှလုံးပေါင်းခြင်းကိုလည်းရှာလို့ရပါတယ်ဒီလေးလုံးပေါင်းခြင်း9ရဲ့ပါဝါ3ညကဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်အလဲထိုင်နောက်ပိတ်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း9တူညီနေပါတယ်ဒီနှလုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း2တူညီနေပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း9တူညီနေပါတယ်ကျွန်တော်တို့ကအလဲထိုင်6နောက်ပိတ်4ယူထားတဲ့အတွက်
ဒီနှလုံးပေါင်းခြင်း4ဒီနှလုံးပေါင်းခြင်း4တူညီနေတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ထပ်အလဲထိုင်နောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်းလည်း10ဖြစ်ပါတယ်ကျွန်တော်တို့ကလဲထိုင်6နောက်ပိတ်4ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း10ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ထိပ်စီးနောက်ပိတ်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ရဲ့ပါဝါ10ကဒီနှလုံးပေါင်းခြင်း10ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း4ရဲ့ပါဝါ9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း6ရဲ့ပါဝါ1ကဒီနှလုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ရဲ့ပါဝါ9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး3ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း9ရဲ့ပါဝါ4ကဒီနှလုံးပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ညရှိတဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီး3နောက်ပိတ်4အတွဲကကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ထပ်ပြီးတော့ထိပ်စီးနောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်ပါတယ်နှစ်ပွင့်ကြီးသွားပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်4 6 8 3ညဖြစ်ဖို့အတွက်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး3နောက်ပိတ်4ယူထားတဲ့အတွက်ပေါင်းခြင်း9ကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဘရိတ်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တယ်လို့နောက်ပိတ်9ကိုဘရိတ်3ညပေါင်းခြင်း9ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း2ဖြစ်တယ်လို့နောက်ပိတ်3ကိုဘရိတ်9ပေါင်းခြင်း2ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ဖြစ်ဖို့နောက်ပိတ်6ကိုဘရိတ်3ပေါင်းရမှာဖြစ်ပါတယ်ဘရိတ်3မှာနောက်တစ်နည်းကတော့ဒီ3လုံးပေါင်းခြင်း3ညဖြစ်တယ်လို့အောက်မှာဘရိတ်3ညဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့အောက်မှာဘရိတ်9ဖြစ်နေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်အောက်မှာဘရိတ်3ဖြစ်ရမှာဖြစ်ပါတယ်ဘရိတ်3ပါကျွန်တော်တို့ကထိပ်စီး3အလဲထိုင်6နောက်ပိတ်4ယူထားတဲ့အတွက်ဘရိတ်3ကိုက်ညီမှုရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်စဉ်းစားမိတာလေးတစ်ခုကိုသုံးသပ်ပြချင်ပါတယ်ဒီနီးလေးနှစ်ခုက3ကတ် site ပဲဖြစ်တဲ့အတွက်4ကတ် site ကိုကျွန်တော်ရှာထားတဲ့ဒီကဏ္ဍ3လုံးနဲ့တွက်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ကလဲထိုင်6နောက်ပိတ်4ယူထားတဲ့အတွက်ပေါင်းခြင်း3ညဖြစ်ပါတယ်ပေါင်းခြင်း3ညဖြစ်တဲ့အတွက်နောက်ပိတ်9ကိုဘရိတ်1ပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်9ကြိမ်မြောက်မှာဘရိတ်1ဖြစ်ပါတယ်ဒီနေရာမှာထိပ်စီး3ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း1ဖြစ်တယ်လို့အောက်မှာဘရိတ်1ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ဒီကဏ္ဍ3လုံးက4ကတ် site ကိုတွက်ယူလို့ရနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဆက်ပြီးတော့364ကိုနှစ်ပင်ချ3ကတ် site နဲ့တွက်ပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း10ဖြစ်နေပါတယ်တူညီနေပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း9တူညီနေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်3ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး3ပါနောက်တစ်ချက်က3ရယ်6ရယ်3ရယ်ပေါင်းခြင်း2ဖြစ်ပါတယ်9ရယ်2ရယ်6ရယ်ပေါင်းခြင်း3ဖြစ်ပါတယ်9ရယ်2ရယ်5ရယ်ပေါင်းခြင်း4ဖြစ်ပါတယ်2 3 4ဖြစ်ပါတယ်နောက်ထပ်အပေါ်မှာ9ဆိုပြီးတကက်ကြံပါသေးတယ်အလဲထိုင်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း10ဖြစ်နေပါတယ်တူညီနေပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း2တူညီနေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ3ညရှိတဲ့အတွက်6ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်6ပါနောက်တစ်ချက်ကဒီနှလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်း9
တူညီနေပါတယ်နောက်တစ်ချက်ကဒီသုံးလုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီသုံးလုံးပေါင်းခြင်း3ညဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်း3ညဖြစ်နေပါတယ်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီသုံးလုံးပေါင်းခြင်း9ဖြစ်နေပါတယ်နောက်ပိတ်ချပြပေးတော့မှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း1ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း1ဖြစ်နေပါတယ်တူညီနေပါတယ်ဒီသုံးလုံးပေါင်းခြင်း2ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း2ဖြစ်နေပါတယ်တူညီနေပါတယ်ဒါကြောင့်ဒီသုံးလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်4ပါဒီပုံစံကအပေါ်မှာတကက်ကြံပါသေးတယ်ထိပ်စီးအလဲထိုင်ပေါင်းခြင်းကိုချပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ညရဲ့နက်က9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း8ရဲ့နက်က1ကဒီနှလုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်6ရဲ့နက်က9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း9ပါနောက်တစ်ချက်က145ရဲ့အပေါ်မှာ898ရှိပါတယ်8ရဲ့1ရဲ့4ရဲ့ပေါင်းခြင်း3ဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း5ဖြစ်ပါတယ်နှစ်ပွင့်ကြီးသွားပါတယ်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ပါတယ်နောက်တစ်ချက်ကဒီလေးလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း3ညဖြစ်ပါတယ်အပေါ်မှာတကက်ကြံပါသေးတယ်အလဲထိုင်နောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း9ရဲ့နက်က6ကဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်း6ရဲ့နက်က9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီလေးလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ရဲ့နက်က3ညကဒီနှလုံးပေါင်းခြင်း3ညပြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်အလဲထိုင်နောက်ပိတ်ပေါင်းခြင်း3ညပါနောက်တစ်ချက်ကဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်အပေါ်မှာ10ဖြစ်ခြင်းတကက်ကြံပါသေးတယ်ဗရိတ်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ညဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း9ကိုဗရိတ်3ပေါင်းခြင်း3ညဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီနှလုံးပေါင်းခြင်း1ကိုဗရိတ်4ပေါင်းခြင်း5ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း10ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း5ကိုဗရိတ်3ပေါင်းခြင်း10ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဗရိတ်3မှာဒီနေရာမှာ145မှာလည်းဒီပုံစံအတိုင်းတကက်ကြံပါသေးတယ်ဒီ site ထဲမှာပဲနောက်ထပ်ရှာလို့ရတဲ့ဗရိတ်တွေကတော့ဗရိတ်ခွန်ဗရိတ်9ဗရိတ်3ညဗရိတ်1ဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်နဲ့ကိုက်ညီနေတဲ့ဗရိတ်3ကိုပဲယူထားခြင်းဖြစ်ပါတယ်ဆက်ပြီးတော့364ကိုပဲ3ပင်ချာ4ကက် site တွက်ပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နက်က8ကဒီ3လုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ရဲ့နက်က2ကဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နက်က8ကဒီ3လုံးပေါင်းခြင်း8ဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်9ရဲ့နက်က6ကဒီ3လုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး3ပါအလဲထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း8ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း8တူညီနေပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း9တူညီနေပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း4တူညီနေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း1ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းခြင်း1ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်6ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်6ပါနောက်ပိတ်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ဖြစ်ပါတယ်5 4 3 2ဖြစ်ဖို့အတွက်ဒီ3လုံးပေါင်းခြင်း2ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း10ဖြစ်တဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်4ပါထိပ်စီးနောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်
ဒီသုံးလုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း3ညဖြစ်ပါတယ်2 1 3ည9ဖြစ်ဖို့အတွက်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ2ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း9ပါထိပ်စီးအလဲထိုင်ပေါင်းခြင်းကိုချပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း10ဖြစ်ပါတယ်6ခွန်8 9ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီးအလဲထိုင်ပေါင်းခြင်း9ပါနောက်ဆုံးအနေနဲ့ break ချပြပြီးတော့ကျွန်တော်ရဲ့ video file ကိုဆုံးသတ်မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ကို break 4ပေါင်းခြင်း1ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း2ကို break 9ပေါင်းခြင်း1ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ကို break ခွန်ပေါင်းခြင်း1ဖြစ်ပါတယ်ဒါကြောင့်1ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း8ကို break 3ပေါင်းရမှာဖြစ်ပါတယ် break 3ပါဒါကြောင့် break 3နဲ့364တဲတစ်ခွက်ရလာပါတယ်2026လေးလပိုင်း1ရက်နေ့မှာထွက်ရှိမဲ့6ကြိမ်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကတော့364တဲတစ်ခွက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။